တပ်မတော်ကဗမာနိုင်ငံရဲ့အာဏာကိုနိုင်ငံတော်အာဏာကိုရသက်ပံထိန်ချုပ်ထားနိုင်ရေးပဲဟိုတုန်းကလက်နဲ့အာဏာသိမ်းပြီးလက်နဲ့ထိန်ချုပ်တယ်အဲ့ဒါရေရှည်မှာအဲ့ဒါလိုထိန်ချုပ်လို့မရဘူးနိုင်ငံတကာကလက်မခံဘူးဆိုတော့လက်နဲ့အစားသူတို့ကိုယ်တိုင်စိတ်တိုင်းကြရေးထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရာသက်ပံတရားဝင်အစိုးရအနေနဲ့အုပ်ချုပ်အောင်တနည်းအားဖြင့်ရာသက်ပံနိုင်ငံတော်အာဏာကိုတပ်မတော်ကသိမ်းထားနိုင်အောင်ရည်ရွယ်ချက်နဲ့ရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲကျွန်တော်တို့အပြင်ကလူတွေအားလုံးကဒီဥပဒေကိုလွယ်လွယ်လေးကြည့်လွယ်လွယ်လေးမြင်နိုင်တယ်ဒါပေမဲ့အဲ့ဒီတပ်မတော်ခေါင်းဆောင်တွေကတော့သူတို့ရေးတဲ့ဖွဲ့စည်းပုံကိုသူတို့အမှန်အတိုင်းမမြင်ဘူးသူတို့စိတ်ထဲမှာထင်တာကသူတို့က25ရာနှုန်းကအလိုလိုနိုင်ပြီးသားရွေးကောက်ပွဲမှာဝင်မဲ့နိုင်ပြီးသားနောက်ထပ်26ရာနှုန်းဆိုလူ168ယောက်ပဲလိုတယ်498ယောက်မှာငါတို့168ယောက်နိုင်ရင်ရာသက်ပံဒီတိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ဆိုတဲ့တွက်ကိန်းနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးခဲ့တယ်ပထမတပွဲမှာတကယ်ရွေးကောက်ပွဲကျင်းပမယ်ဆုံးဖြတ်လိုက်တဲ့အခါမှာရွေးကောက်ပွဲလည်းမကျင်းပလို့မရတော့အဲ့ဒီကျွန်တော်တို့2000မှာရွှေဝါရောင်ဒေါ်လာရေးမှာချီလွန်လက်လွန်လုပ်ပြီးတော့နိုင်ငံတကာကဖိအားတိတ်ကိုများသွားပြီပိတ်ဆို့တာလည်းအများများသွားပြီသူတို့နိုင်ငံခြားသွားစေကူလို့မရအောင်ဖြစ်တာအဲ့ဒီအချိန်ပဲသူတို့ကလေးတွေနိုင်ငံခြားသွားချက်ချင်းပြန်ပို့တာတို့ဘာတို့တော်တော်ရှုပ်ထွေးလာတဲ့အချိန်အများဆုံးသူတို့နောက်ဆုတ်ရတော့မယ်ရွေးကောက်ပွဲမြန်လုပ်ပြီးတော့ပုံစံတစ်ခုပြောင်းရတော့မယ်ဆိုတဲ့အတွေးအသိနဲ့2010ရွေးကောက်ပွဲလုပ်မယ်ဆိုသူတို့ကြေညာလိုက်တယ်ဒါပေမဲ့သူတို့ကိုသူတို့မယုံဘူးတကယ်လို့များ NLD ဝင်ပြီးတော့ပြိုင်ရင်2010ရွေးကောက်ပွဲသူတို့မျှော်မှန်းတယ်လို့168ယောက်ရချင်မှရမယ်ဆိုသူတို့မယုံဘူးသူတို့ကိုသူတို့အဲ့တော့ NLD ရွေးကောက်ပွဲမှာမဝင်နိုင်အောင်ဥပဒေပြဋ္ဌာန်းတယ်နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေမှာဒီလိုလူတွေမပါရဘူးဒေါ်အောင်ဆန်းစုကြည်မပါနိုင်အောင်ဥပဒေကိုတည်တည်ချာချာစနစ်တကျစီစဉ်ရေးဆွဲတယ်အဲ့ဒီတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့သူတို့မျှော်မှန်းတဲ့အတိုင်းသူတို့လှုပ်လို့ရပြီကျွန်တော်တို့ဘာမှအပြူးမဆိုင်တော့ဘူးမပြိုင်ရင်နေပေါ့ပြည်ခိုင်ဖြိုးနဲ့ကျန်တဲ့ပါတီတွေနဲ့ပြိုင်တယ်အဲဒီလိုပြိုင်တဲ့နေရာမှာလဲအကြီးအကျယ်ညစ်ပတ်တယ်မဲလိန်တယ်အဲတော့က NDF ပေါ့ဗျာနော်ပြိုင်တယ်ပေါ့တခြားပါတီတွေပြိုင်တယ်တိုင်းရင်းသားတွေလည်းပြိုင်ကြတယ်ပေါ့ပြိုင်တဲ့အခါမှာနေရာတော်တော်များများမှာနိုင်ငံသားတွေဟာပြည်သူတွေဟာပြည်ခိုင်ဖြိုးကိုမဲမပေးဘူးကျန်တဲ့အတိုက်ခံအုပ်စုတွေကိုမဲပေးတယ်ဒါပေမဲ့လို့အဲ့ဒီရွေးကောက်ပွဲမှာခင်ဗျားတို့သိတဲ့အတိုင်းကြိုတင်မဲဆိုပြီးတော့နောက်မှရောက်လာတဲ့ကြိုတင်မဲတွေနဲ့သူတို့အနိုင်ယူသွားတယ်ကျွန်တော်တို့ဥပဒေခေါ်တော့ကြိုတင်မဲဆိုတာဟာရွေးကောက်ပွဲမတိုင်မီမှာပေးရတယ်ရွေးကောက်ပွဲပြီးရင်အဲ့ဒီမဲကမရှိဘူးမလာရဘူးရွေးကောက်ပွဲမတိုင်ခင်ပေးထားတဲ့မဲရွေးကောက်ပွဲကျင်းပတဲ့နေ့ညနေ4နာရီမဲရည်တဲ့အချိန်မှာထည့်ယူလို့ရတယ်4နာရီနောက်ပိုင်းရောက်လာရင်အဲ့ဒီမဲကမရည်ရဘူးရည်တယ်ခင်ဗျာတောင်ဥက္ကလာမှာကိုအောင်သိန်းလင်းနဲ့ပြိုင်နေနောက်တနေ့မနေ့3နာရီခွဲအထိရည်တော့တထုပ်ပြီးတထုပ်ရောက်လာတဲ့ကြိုတင်မဲတွေမဲရည်လိုက်တယ်ပြီးပလားမပြီးသေးဘူးမနိုင်သေးတဲ့ရွေးတထုပ်ပြီးတထုပ်ရောက်လာတဲ့ကြိုတင်မဲတဲ့ရောက်တာကမဲယုံပိတ်ပြီးပြီနော်နောက်ဆုံးသူတို့လူတွေနိုင်မှပြီးသွားပြီတဲ့သူတို့လူနိုင်သွားပြီဒီတိုင်းပဲနေရာတော်တော်များများမှာဒါရန်ကုန်မှာဆို2နေရာတိတ်ထင်ရှားတဲ့နေရာမင်္ဂလာတောင်ကျောမှာဥတုဝင်နဲ့ဒီကြံကြားရေးဝန်ကြီးဖြစ်တဲ့ဦးအောင်ကြည်ပြိုင်တာဒီလိုပဲအဲ့ဒါလည်းတနာကြီးခွဲကြမှာဦးအောင်ကြည်နိုင်တော့မှပြီးပြီဆိုရက်သွားတယ်သူတို့လူမနိုင်မချင်းတထုပ်ပြီးတထုပ်မဲတွေကထထရောက်လာတယ်ကြိုတင်မဲတဲ့ပြောတာရွေးကောက်ပွဲကပြီးသွားပြီအဲ့တော့ဒီလိုနည်းနဲ့သူတို့80ရာနှုန်းလောက်ရသွားတာပေါ့ဗျာ52ရာနှုန်းရတယ်စစ်တပ်25နဲ့ပေါင်းလိုက်တဲ့အခါကျတော့89ရသွားတယ်အဲ့တော့ပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာတော့သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သူတို့ပုံဖော်ထားတဲ့အတိုင်းဖိအားတွေပေးချိတ်ချောက်ညစ်ပတ်ပြီးတော့မှရအောင်လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အာဏာကို9နှစ်ဆက်ပြီးတော့သူတို့ထိန်းခွင့်ရခဲ့တယ်ဟုတ်ပြီအဲ့ဒီ9နှစ်ပြီးတဲ့အခါကျတော့သူတို့အခြေခိုင်လောက်ပြီလို့ထင်တဲ့အခါကျတော့ sanction တွေ lift လုပ်ဖို့ကလိုနေတယ်ရွေးကောက်ပွဲတော့ပြီးသွားပြီ
အဲ့ဒီရွေးကောက်ပွဲမှာညစ်ထားတာကိုအားလုံးကသိတဲ့အခါကျတော့အနောက်နိုင်ငံတွေက sanction lift လုပ်ပိတ်ဆို့ထားတာတွေကိုဖွင့်မပေးဘူးအဲ့တော့တော်တော်ကွာကြနေတယ်အဲ့တော့အဲ့ဒီမှာအမှန်တန်လှပတဲ့အကွက်တစ်ကွက်ကိုသူတို့ကစားနိုင်ခဲ့တယ်ကျွန်တော်တို့ဥက္ကဋ္ဌတော်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံလိုက်တယ်ဒီဘက်ကလည်းပဲတိုင်းပြည်ကောင်းမှုစေတနာနဲ့တူတာတွေလက်တွဲလုပ်မယ်နော်မတူတာတွေဆွေးနွေးမယ်ဆိုပြီးတော့အတွေ့ခံလိုက်တယ်ပြီးတော့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေနဲ့ရွေးကောက်ပွဲဥပဒေကိုပြင်ပေးလိုက်တယ်ကျွန်တော်တို့ပါတီထောင်လို့ရအောင်သူတို့လမ်းဖွင့်ပေးလိုက်တယ်ရွေးကောက်ပွဲဝင်လို့ရအောင်လမ်းဖွင့်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ကလည်းပါတီပြန်မှတ်ပုံတင်မယ်ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်လိုက်တယ်2012ဧပြီ1ရက်နေ့ကြားပြရွေးကောက်ပွဲလုပ်တယ်ကျွန်တော်တို့နိုင်တယ်43 4နေရာပြိုင်တယ်43နေရာနိုင်တယ်မညစ်ဘူးပဲအမှုဖြစ်တယ်ကျွန်တော်တို့နိုင်တယ်ဘလောက်ကောင်းသွားပြီလဲတိုင်းပြည်ဟာနော်အရန်ကိုပြောင်းလဲသွားပြီလုံးဝတရားမျှတသွားပြီအပြအသအနိုင်ပေးတယ်အမှုတွေဖြစ်တဲ့အခါလဲ NLD ကိုအနိုင်ပေးတယ်ဆိုတော့နိုင်ငံတကာအမြင်ကအတော့ကိုကောင်းလာတယ်အဲ့ဒီမှာ sanction တွေတစ်ခုပြီးတစ်ခု lift လုပ်ပေးလာတယ်စီဝါရေးပိတ်ဆို့ထားတာတွေဖွင့်ပေးလာတယ်တဖြည်းဖြည်းနဲ့လိုချင်တာတွေရလာတယ်တိုင်းပြည်အခြေအနေကတော်တော်လေးကောင်းလာတယ်အဲ့ဒီအချိန်ကစပြီးတော့နောက်ပိုင်းအပြောင်းလဲဘာမှဆက်မလုပ်တော့ဘူးနောက်ပြန်သွားဖို့ပဲစူးစမ်းတယ်ဒါလည်းအားလုံးခင်ဗျားတို့သိဟုတ်ပြီဒါကသူတို့ဘက်ကအပိုင်းပါကျွန်တော်တို့ပြည်သူလူထုဘက်ကလည်းတောက်လျှောက်စူးစမ်းနေတယ်စာနယ်ဇင်းလွတ်လပ်ခွင့်ရတဲ့အပေါ်မှာကျွန်တော်တို့အသုံးချပြီးတော့ကျွန်တော်တို့လည်းပြည်သူလူထုကိုအတွေးအမြင်တွေပွင့်လာအောင်တိုင်းပြည်အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်နိုင်အောင်ပညာပေးတာအသိပေးတာလုပ်ကြတယ်အထူးသဖြင့်စာရေးဆရာများရဲ့စာပေဟောပြောပွဲတွေဟာအလွန်ထိရောက်တယ်ကုသိုလ်ကံမဲ့တော့တိုင်းပြည်ကံကြမ္မာကောင်းတာလည်းပါတယ်အစိုးရကိုထောက်ခံဟောပြောတဲ့စာရေးဆရာမရှိသလောက်ပဲအကုန်လုံးဟာကျွန်တော်တို့ကစာရေးဆရာမရှိရှိတယ်နော်မဟုတ်ရဘူးအဲ့ဒါပြောတာအစိုးရကိုထောက်ခံတဲ့စာရေးဆရာတို့မဟုတ်ဘူးရောက်မလို့ပြိတ္တကလည်းမဖိတ်ဘူးနော်တိုးလို့လည်းမပေါက်ဘူးအဲ့တော့တကယ်ကိုပြုပြင်ပြောင်းလဲရေးလိုလားတဲ့တိုင်းပြည်အပြောင်းလဲအတွက်အထောက်အပံ့ဖြစ်စေတဲ့ဟောပြောမှုတွေကိုပြောမယ်တကယ်ရဲရဲတောက်ဆရာတွေပေါ့ဗျာခဏဒီဆရာများဆိုတာပြောတာကဘာကျော်တောင်ဖြစ်နေပါပြီနိုင်ငံတွင်းမဟုတ်ဘူးနိုင်ငံပြင်ပထိလက်ပဟောနေတဲ့ဆရာကြီးတွေပါပဲဆိုတော့အဲ့ဒီလိုမျိုးအသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေရဲ့အနေအထားပြောင်းလာတယ်ကျွန်တော်ဒီနေရာနည်းနည်းလေးဆရာညီမင်းညိုပြောသွားတာတွေကိုကျွန်တော်သတိရလို့ပြောမယ်ဆရာညီမင်းညိုကပြောသွားတယ်အမာရီကကျွန်တော်တို့ဗမာပြည်သူတို့ကအကြည်အောင်ဆောင်တယ်တဲ့ဆိုတော့ပြောသွားတယ်နော်အကြည်အောင်ဆောင်တာပေါ့ဘသူမဲမပေးဘူးလို့မပေးရတာလို့ဟိုဘက်ဖဲပေးတော့မလို့နဲ့လို့နဲ့အချိန်ကြတော့သူလိုချင်တာလုပ်သွားတာပဲဆိုတော့သူကပြောသွားတယ်ကျွန်တော်ကအကြည်အောင်ဆောင်တယ်လို့မမြင်ဘူးတိတ်ကိုအကင်းပါတဲ့ပါနတ်တဲ့သူတွေလို့ကျွန်တော်ကဒီလိုမြင်တယ်ဘာလို့ကျွန်တော်ဒီလိုအကဲဖြတ်တာကျွန်တော်မှအထောက်အထားလေးတွေရှိတယ်ကျွန်တော်နည်းနည်းစုထားတာဒီတပွဲတည်းမဟုတ်ဒီတပွဲတည်းဆိုရင်တော့ဒါတစ်မျိုးပေါ့လေကျွန်တော်လေ့လာကြည့်တဲ့အခါမှာ1949ခုနှစ်နည်းနည်းလေးအခုခေါ်တဲ့ထဲတော့မပါဘူးတတိယလို့သူပြောတာလေးကိုကျွန်တော်နည်းနည်းလေးချိတ်ဆက်ပေးခြင်းလို့ပါကျွန်တော်တို့ဗမာပြည်သူလူထုရဲ့စိတ်နေစိတ်ထားနဲ့အတွေးခေါ်ဟာဘယ်လိုရှိသလဲဆိုတာပြန်သုံးသပ်တဲ့သဘောပါ1949ခုနှစ်ကလွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလပေါ့အပြင်းထန်ဆုံးပေါ့ဗျာလွတ်လပ်ရေးရရှိရေးကြိုးပမ်းနေတဲ့ကာလအဲ့ဒီကာလမှာပါတီတွေကလည်းတော်တော်များတယ်ဗျတော်တော်များတယ်ဆိုအခုတော့90ကျော်100တော့မဟုတ်ဘူးဗျာ6ပါတီ9ပါတီတော့ပါတီအားလုံးကသူတို့ရဲ့နောက်မှာပြည်သူတွေကရှိနေတယ်သူ့အဆိုနဲ့သူရှိနေတယ်